Exercise 1.1 number 7 ရဲ့မေခွန်းလေးကိုရှင်းပြထားတာဖြစ်ပါတယ်။ဒီမေခွန်းလေးကတော့ grade 11 maths ရဲ့ chapter 1နဲ့မေခွန်းလေးဖြစ်ပါတယ်နော်။မတိကိန်းတစ်လုံးရဲ့တန်ဖိုးကိုနောက်ထပ်မတိကိန်းတစ်လုံးပါတဲ့ကိန်းနှန်းလေးနဲ့အဖြေထုတ်ပုံထုံနည်းလေးကိုဒီကရှင်းပြထားတာဖြစ်ပါတယ်။မင်္ဂလာပါဒီချက်ကတော့အထက်တန်းသင်ကြားရဲ့သင်ခန်းစာတွေကိုကိုယ်တိုင်ရှင်းရှင်းလင်းလင်းနားလည်ပြီးကိုယ်တိုင်တွက်တတ်အောင်ရှင်းပြပေးနေတဲ့ဒီချက်နွယ်ဖြစ်ပါတယ်။ grade 10ရဲ့သင်ကြားသင်ခန်းစာတွေကိုလည်းဒီချက်နွယ် channel ထဲမှာရှင်းပြထားပါတယ်။ဒါကြောင့်မို့လို့ဒီ channel ထဲမှာ playlist alike เนาะလေ့လာလို့ရပါတယ်เนาะ Number 7ရဲ့မေးခွန်းလေးက given that the expression x cubed minus ax squared plus bx plus c leaves the same remainder when divided by x plus 1 or x minus 2 find a in terms of b မေးခွန်းလေးကဒီမတိကိန်း abc เนาะမတိကိန်း၃လုံးပါတယ်ဒီကိန်းနှန်းလေးကို x plus 1နဲ့စားတာပဲဖြစ်ဖြစ် x minus 2နဲ့စားတာပဲဖြစ်ဖြစ် remainder ကအတူတူပဲเนาะ same remainder အဲ့တော့ a ရဲ့တန်ဖိုးလေးကိုပြီးပါသောကိန်းနှန်းဖြင့်ပြပါလို့မေးထားတာဖြစ်ပါတယ်အဲ့တော့မတိကိန်းတစ်လုံးပဲမေးတဲ့မေးခွန်းဖြစ်တဲ့အတွက်ဒီချက်တော့မှာ equation တစ်ချောင်းပဲလို့ပါတယ်เนาะဆိုတော့မေးခွန်းရဲ့သဘောတရားတွေကိုဒီချက်က question number 6ကိုရှင်းတော့ကရှင်းပြခဲ့ပြီးပါပြီဒါကြောင့်မို့လို့မကြည့်ရသေးဘူးဆိုလို့ရှိရင် question number 6ကိုရှင်းထားတဲ့เนาะဗီဒီယိုလေးကိုကြည့်စေချင်ပါတယ်เนาะအခုဒီမှာဆိုလို့ရှိရင်ဒီချက်တော့ဒီ a ရဲ့တန်ဖိုးကို b ပါသောကိန်းနှန်းဖြင့်ပြပါ a ရဲ့တန်ဖိုးကိုရိုးreal number ကိန်းတွေကြီးပဲအဖြေထုတ်ခိုင်းတာမဟုတ်ဘဲနဲ့မတိကိန်းတစ်လုံး b ပါနေတဲ့ဒီအဖြေလေးနဲ့ပေါ့နော်အဖြေထုတ်ခိုင်းတာဖြစ်ပါတယ်ဒါကိုဒီချက်တို့က in terms of b လို့ပြောတာเนาะအဲ့တော့အခုဒီချက် number 7လေးကိုရှင်းတာလေးကြည့်အောင်เนาะအဲ့တော့ number 7မတိကိန်းနှန်းလေးကိုကျတော့ f for x လို့ထားလိုက်မယ် let f for x equal to x cubed minus ax squared plus bx plus c ဒီမှာဒီ x plus 1နဲ့စားမယ်ဆိုရင် remainder က f for minus 1ဖြစ်မယ် x minus 2နဲ့စားတာဆိုရင် remainder က f for 2ဖြစ်မယ်เนาะဒါဒီ remainder theorem ကိုသုံးပြီးတော့ကျွန်တော်ရှင်းတာလေးရတယ်ဒါသိထားပြီးဖြစ်တဲ့အတွက်ချက်အများကြီးအရှည်ကြီးမရေးတော့ဘူးเนาะဆိုတော့သူ့ရဲ့ပေးချက်ကလေးကိုပဲကျွန်တော်ရေးမယ်ဟလာ f for minus 1 and f for 2 are the same remainder ပေါ့เนาะအဲ့တော့မှကျွန်တော်ကညီမချင်းချမယ် f for minus 1 equal to f for 2ပြီးရင်အစားသွင်းမယ် minus 1 the whole cube minus a into minus 1 the whole square plus b into minus 1 plus c equal to ဒီဘက်ကတော့ 2 cube minus a into 2 square plus b into 2 plus c ဒီစင်မှာကျတော့ c လေးကเนาะနောက်တစ်ဆင့်ဆိုရင် c လေးကပြုတ်သွားပြီပေါ့เนาะအဲ့ဆိုရင်ကျတော့ကဒီမှာဘာရမလဲဆိုရင် minus 1 minus a minus b ရမယ်ဒီဘက်ကတော့ a minus 4a plus 2b ဆိုတာလေးရမေးတာကကျတော့ a ကိုပဲရှာမှာဖြစ်တယ်ဒါကြောင့်မလို့ကျတော့ a ပါတာတွေကိုတစ်ဖက်သက်ပို့လိုက်မယ်ဆိုရင်ဒီဘက်က minus a တစ်ဖက်က minus 4a ဒီဘက်ကိုလာမယ် plus 4a now a မပါတာတွေကိုဒီဘက်မှာထားမယ်အဲ့တော့ဒီဘက်မှာ x plus 2b ရှိမယ် minus 1လေးဒီဘက်ပို့မယ် plus 1 minus b လေးဒီဘက်ပို့မယ် plus b ဒီဆက်ရှင်းမယ် 3a equal to 3b plus 9ဆိုတာလေးရအဲ့တော့ညီမချင်းတစ်ဖက်စလုံးကိုကျွန်တော်က3လေးနဲ့စားလိုက်မယ်ဆိုရင် a တန်ဖိုးလေးရပြီ therefore a equal to b plus 3ဆိုတာလေးရမယ်ဒါလေးရတော့ကျွန်တော်က a ရဲ့အဖြေလေးကို b ပါတဲ့ကိန်းနှန်းလေးနဲ့ဖြည့်ပေးတာဖြစ်ပါတယ်เนาะမင်္ဂလာပါ